Hello ယာမာတိုတို့စာကဝါတို့ပစ္စည်းလာပို့တဲ့အချိန်မှာကိုကအိမ်မှာမရှိပဲနဲ့စာရွက်လေးခြံထားပြီးတော့ကိုဒီစာရွက်ကနေဘယ်လိုရက်ချင်းပြန်ယူရမှာလဲဆိုတာကိုပြောပြပေးတော့ပါမယ်။ကဲယာမာတိုကနေစပြောပါမယ်။သူတို့ပေးထားတဲ့စာရွက်မှာပါတဲ့စကန်ကိုဖတ်လိုက်ပါနော်။ဖတ်လိုက်ပြီဆိုလို့ရှိရင်ဒီစာမျက်နှာလေးပေါ်လာပါမယ်။အဲ့ဒါအပေါ်နည်းနည်းဆွဲပြီးတော့မှနိချီဂျီဟန်ခိုဆိုတဲ့နေရာကိုနှိပ်လိုက်ပြီဆိုတာနဲ့ကိုရဲ့နာမည်ဖုန်းနံပါတ်ပိုစတယ်ကုတ်ထည့်ပြီးတော့မှပိုစတယ်ကုတ်ပေးမှရှိတဲ့ရှက်ပါကိုနှိပ်လိုက်ပါကိုရဲ့လိပ်စာရွေးလိုက်ပါနော်ပြီးတော့ကိုရဲ့အခန်းနံပါတ်ရဲ့ကိုရဲ့အဆောက်အုံနာမည်ရဲ့ဖြည့်လိုက်ပါဖြည့်လိုက်ပြီဆိုလို့ရှိရင်ဒီစာမျက်နှာပေါ်လာပြီဆိုလို့ရှိရင်ကိုလိုချင်တဲ့အချိန်ကိုရွေးပြီးတော့မှemail ဖြည့်နှခါဖြည့်ပြီးတော့မှSQL ကိုနှိပ်ပြီးတော့မှအရှိဆက်လို့ရပါပြီနော်ပြီးတော့ဒီစာမျက်နှာပေါ်လာပါမယ်ကိုလိုချင်တဲ့အနည်းရက်အချိန်ဟုတ်ပြီဆိုလို့ရှိရင်ခခုတဲကိုနှိပ်ပြီးတော့မှ register နှိပ်လိုက်ပါနော်ကိုရဲ့ email ထဲမှာစာတစ်စောင်ရောက်နေပြီဆိုလို့ရှိရင်ကိုလောက်တာအောင်မြင်ပြီးသွားပါပြီကဲဒီတစ်ချိန်တော့စာကဝပါစာကဝကလည်းယာမာတိုအတိုင်းပဲသူခြံထားပေးတဲ့စာရွက်ကိုစကန်ဖတ်လိုက်ပါနော်စာကဝကတော့အရန်ကိုလွယ်ကူရိုးရှင်းပါတယ်ကိုလိုချင်တဲ့ရက်ရဲ့အချိန်ရဲ့ကိုရဲ့ဖုန်းနံပါတ်ရဲ့ဖြည့်ပြီးတော့မှအောက်မှာရှိတဲ့ကောဂျီတာခုရဲ့နော်ဆိုင်ဟိုင်းတာဆာဆိုတဲ့အပြရောင်အကွက်ကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုလို့ရှိရင်ကိုလိုချင်တဲ့နေ့ရဲ့အချိန်မှန်ပြီဆိုလို့ရှိရင်အိုးမိုးရှိခုမီကိုနှိပ်ပြီးတော့မှဆစ်ဆက်လိုက်ပါနော်ဒီမေးနှစ်ကြိမ်ဖြည့်ပြီးတော့မှမေလူဆိုရှင်ကိုနှိပ်လိုက်ပြီဆိုတာနဲ့ကိုရဲ့ email ထဲမှာစာတစ်စောင်ရောက်နေပြီဆိုလို့ရှိရင်ကိုလောက်တာအောင်မြင်ပြီးသွားပါပြီနော်အဆင်ပြေကြပါစေရှင်တကယ်တော့ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးဝင်တယ်ဆိုလို့ရှိရင် like and follow လေးနှိပ်ပြီးတော့ share ပေးကြပါအောင်ရှင် bye bye see you the next video